ဟယ်လိုဒီနေ့တော့ကင်မွန်ချေရွက်လေးတွေကိုပဇွန်နဲ့ကြော်စားပြစ်ပါတယ်သူ့ရဲ့ရတာချင်းချင်းငငန်ဆက်ဆက်လေးမို့သမင်းမိန်စီမဲဟင်းကောင်းလေးတစ်ခွက်ပါပဲနော်သမင်းစားမကောင်းတဲ့သူတွေဒီဟင်းကိုချက်စားကြည့်ကြပါလို့ညွှန်းညင်ပါတယ်ပထမဆုံးပဇွန်ကိုမီးဖြုတ်ကောင်းဖြုတ်ပြီးတော့ရေစင်အောင်ဆေးရပါမယ်ပြီးရင်တော့ပဇွန်ထဲကိုစားစနွင်းထည့်ပြီးတော့နေရပါတယ်ပြီးရင်တော့မီးဖိုပေါ်မှာစီအိုးတည်ပါတယ်စီဆူလာပြီးဆိုရင်တော့စနွင်းရင်ထည့်လိုက်ပါတယ်ပြီးရင်တော့ကြက်သွန်နီထောင်းတာလေးထည့်ပါတယ်ဂျင်းထောင်းတာလေးထည့်လိုက်ပါတယ်ငရုတ်သီးရောင်တင်ထည့်ပါတယ်ပြီးရင်တော့ငပိစိမ့်စားထည့်လိုက်ပါတယ်ငပိစိမ့်စားလေးတွေကိုကြည်အောင်လို့ခြေပြီးရပါတယ်နော်ငပိစိမ့်စားလေးတွေကြေဝါပြီးတော့စီတက်နံလေးမှုေးလာပြီဆိုရင်ခုနလုံးလာတဲ့ပဇွန်လေးကိုထည့်လိုက်ပါတယ်ပဇွန်လေးစီပြန်လာတဲ့အထိမီးဖိုပေါ်တည်ထားလိုက်ပါတယ်ပဇွန်စီပြန်လာပြီဆိုရင်တော့ကင်မွန်ချင်ရဲ့တင်နာတာလေးတွေထည့်လိုက်ပါတယ်ကမွန်ညရွက်လေးနုံသွားပြီဆိုရင်ရတာစားထည့်ပါတယ်စားထည့်ပါတယ်ငံပြာကြီးထည့်ပါတယ်အချုံမုံကအစုပ်ပြန်လို့ရေဖြော်ပြီးထည့်လိုက်ပါတယ်ပဇွန်ကြောင်းမှုန့်ထည့်ပါတယ်တချို့ကတော့ပဇွန်ချက်တော့ပဇွန်ကြောင်းမှုန့်မထည့်ဘူးပေါ့နော်ကျမကတော့ပဇွန်ကြောင်းမှုန့်လည်းအိမ်မှာရှိနေရတယ်ထည့်လိုက်ပါတယ်ပဇွန်ကြောင်းမှုန့်မရှိတဲ့သူတွေလည်းကြော်ဝါလို့ရပါတယ်မထည့်လည်းရပါတယ်ကမွန်ရွက်လေးတွေကမွန်ရွက်ကျင်ရွက်ကြော်တာရပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှငရုတ်သီးစိမ့်လေးအုပ်လိုက်ပါတယ်နော်ခုဆိုရင်ချင်းချင်းငငန်ဆက်ဆက်နဲ့ရတာရှိလာတဲ့ပဇွန်ကမွန်ရွက်ကြော်လေးတစ်ခွက်ရပါပြီနော်ထမင်းစားမကောင်းတဲ့သူတွေထမင်းမိန်စီမှာအမှန်ပါပဲနော်